Okay ဒါဆိုတော့ကကျွန်တော်ဒီအပေါ်မှာဒီဘောနော်ဒီ iPhone လေးကို monitor လုပ်မယ်ဆိုတော့ iPhone ကိုအပေါ်မှာထည့်မယ်နော်ပြီးရင်ဒီ Android ကိုဒီhonor phone ကိုဒီမှာထားမယ်နော်အဲဆိုတော့တစ်ခုချင်း AC တက်ရမယ်အဲဆိုတော့ဘာစလုပ်ရမလဲဆိုရင်ကျိုးနော် HDMI ကျိုးလားဟုတ်တယ်ဒီကျိုးလေးရင်ထက်ဒီထဲဒီထဲထက်ဒီကောင်ဒီထဲဒီကင်မရာလေးကိုဝင်ရင်တာပါဗျာကင်မရာလေးကိုဝင်နော်တွေ့ရဖြင့်ကျိုးပြောင်းမှဖြစ်နေတော့ပြီးအဲဆိုတော့ရပြီနော်ရပြီဒီမှာ battery တက်သူကဒီမှာအနောက်မှာ battery ဆိုတော့ဒါ type C battery ကိုဒီဟာလေးနဲ့ချိတ်ပြီးတော့ကင်မရာတွေကို type C ကင်မရာတွေကိုထည့်ဟုတ်ပြီနော် type C ကင်မရာတွေထည့်ဒီချိုးဒီဘက်လှုပ်လိုက်ဗျာနည်းနည်းရှုပ်နေမှာနော် okay ပြီးရင်ဒီဟာကဒီဟိုကင်မရာ A အတွက်ပေါ့နော်ဒီဟာလေးမလွတ်ချင်စဖွင့်ကိုတော့ဒါလေးဖြုတ်လိုက်အောင်ဒါအရှင်ပဲပြဿနာမရှိဒါဆိုတော့ဒါဟိုဒီမှာထားဟိုဒီဘက်လက် okay ရအရှင်ပဲပြဿနာမရှိအမမူလီနဲ့ပဲဒါဆိုကျိုးဒီဟာပြန်ထည့်နောက်ပါလို့သူကိုယ့်အကိုချိန်ပြီးတော့မိရမှာဒီနှစ်ဖက်ကင်ဖို့ကကင်ပြီးသူတို့ရိုက်လို့ရတာပေါ့နော်တွေ့တာမသိသူတို့ကင်ပြီးရိုက်လို့ရတာပေါ့ဒီအောက်ကဟာလေးဖြုတ်လိုက်ပေါ့ဗျာ tripod ဟိုကတော့ stand သဘောပေါ့နော်သူခဏသုံးလာတာပြီးရင်ထုံးစံတိုင်းပါဝါဖွင့်လို့လာပြီးဆိုရင်အဲဆိုတော့ဘာလို့ဖို့ချန်သေးလဲဆိုတော့ဖုန်းတက်ရမယ်နော်ကင်မရာကိုဖွင့်ပြီးတော့ကင်မရာဆုံးလေးဖွင့်ပြီးတော့ join မယ်ဆက်မယ် okay နော်ကင်မရာဖွင့်မယ်ဆိုတော့ထုံးစံတိုင်းဒီမှာ wifi ဖွင့်မယ်နော် bluetooth ဖွင့်မယ် connecting လုပ်မယ်ချိတ်မယ်ကျိုးတက်တာပါပြီဆိုတော့လေရပြီလို့ထင်တာပဲဗျနော်ဒီမှာထုံးစံတိုင်းမှာသူဟိုဆက်မယ်ဟာဒီမှာနော်အဲဆိုစနေပြီconnecting စင်းတဲ့ချိတ်နေတော့မယ်ဒီ wifi ကိုတော့မယ်ချိတ်ပြီနော်ချိတ်ပြီဆိုရင်ရပြီဖြစ်ကျိုးမထိတာသူကျိုးနေဟုတ်ပါသူကျိုးဟုတ်တယ်နော်ချိတ်ပြီနော်ဒါဟုတ်ပြီချိတ်ပါပြီဒါဆိုချိတ်ပါပြီဆိုတော့ဖုန်းကိုဒီမှာထားမယ်ဆွဲတင်လိုက်ပြီထည့် okay ဒါဆိုချိတ်ပါပြီနော် okay ဒီမှာဒါဆိုရင်ဒီ Android ကို wireless ဖြစ်တဲ့အတွက်ကြောင့်ဘာမှစိတ်မပူနဲ့ဒါတွေလည်းဒီဖုန်းဒါလည်းအရှင်ပဲဒါလည်းအရှင်ပဲနော်အကုန်လုံးအရှင်ကြီးပဲဆိုတော့ဟိုကိုကဘယ်လိုပြောမလဲဒီကာပြီးကြည့်လို့ရတယ်တက်ပြီးတော့လည်းလုပ်ရကျွန်တော်ကတက်တာတော့ဗောဗျာဆိုတော့ချိန်ချက်ကိုဗီဒီယိုရိုက်တဲ့ချိန်ဒီနေရာခိုင်းကိုကာပြီးရိုက်မယ်ဆိုတော့ဒါဆိုထုံးစံတိုင်းဒီမှာလည်း wifi ဖွင့်လိုက်
Wi-Fi ဖွင့်လိုက်ရင်အဆင်ပြေပါမယ် Connecting ချိန်ပြီးတဲ့အတွက်အစွန်စီမိုကိုသွားမယ်စွန်စီမိုကဘယ်ရောက်ပါလဲ Okay connect ချိန်မယ်စွန်စီမိုရှာလိုက်ပါစွန်စီမိုတော့သူထောင်းလာတော့တောင်းပြီးသားမရှိတော့ဘယ်ရောက်ပါလဲရောက်ပါလေစွန်စီမိုလေးရဲ့တောင်းလာတာမရှိဘူးလားဟုတ်တယ်ရပဲလောက်တယ်လေတော့ရှုံနေတာလေပေဒီပြောက်ကိုတောင်းလာတာမရှိတော့လားမသိအဲဒီဗီဒီယိုလေးတစ်ချက်ရက်လိုက်အောင်ဒီ